အခုလိုမင်္ဂလာရှိရတဲ့နေ့ရက်လေးမှာဒါမှမဟုတ်စိတ်မိုက်ကဲဒါဝိစီစဉ်ကြောင်းကိုခေါ်ခဲ့ကြတယ်။ဒီဦးလေးအထက်ကလေးမှာတော့မင်္ဂလာရှိရတဲ့အစီအစဉ်တစ်ခုကိုကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ဒါကတော့စိတ်မိုက်ကဲဒါဝိစီစဉ်ကြောင်းရဲ့တသမကျင်းရမိဆရာပူဇော်တဲ့ခန္ဓာကြီးပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ဒီခန္ဓာကြီးရဲ့ညီမင်းစုံလင်ကိုဒီစီစဉ်ကနေရကူတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြည်သူများရှင်စိတ်မိုက်ကဲဂျာရီစီစဉ်စကူရခင်အားထက9ယခုအားထက4ကျောင်းတော်ကြီးရဲ့ပထမအကြိမ်မြောက်မြစ်စရာပူဇော်ဝဲကြီးကိုတော့တာဝန်ရှိသူများကဖေးချိုးဖြက်ဖွင့်လှစ်ပေးပြီးတော့မက်တရကိတ်ခွဲကပြည်သူရှင်နဲ့အခမ်းအနားကိုစတင်နေကြပါတယ်ကျွန်တော်တို့ဒီတစ်ခေါက်ကျင်းမှာတော့တသမကျင်းမြောက်ကျင်းပါခြင်းဖြစ်ပါတယ်ဆရာဆရာမဦးကြီးကတော့ကျွန်တော်တို့103ယောက်ရှိပြီးကျွန်တော်စေမက်ကဒိုင်ဝမ်စကူးခိကနေပြီးတော့အထက်က4ထိတင်ကြတဲ့ဆရာမတွေပြောခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ဘုရားကျိုးနေနဲ့ဘာသာရေးရဆူတောင်းဝဲနောက်ကျော်ကြီးရင်းများနဲ့ဒီနေ့မှာတော့ကျွန်တော်ဆရာတော်ဝဲနောက်ပြီးတော့ကျွန်တော်တက်လာကြတဲ့အားလုံးဆရာဆရာမနဲ့ကျောင်းသားများတွေကိုနေ့လည်ကကြိုးဝေးခြင်းကန်ဆန်းမဲ့စီစဉ် stage show စီစဉ်များပါရှိအောင်ခင်ဗျာကျွန်တော်တို့ကတော့ခိုင်မာတဲ့ပုံစံတစ်ခုကိုတိကျလေးပြောပြီးထားပါတယ်ကျွန်တော်တို့ရဲ့အားများလည်းပြည်တော်ရင်ကိုကြည့်ကြတဲ့အတွက်ဒီပွဲကြီးကိုနေ့စဉ်နေ့ကျွန်တော်စီစဉ်တာစီမံနေဖြစ်ပါတယ်ကျွန်တော်နေရင်းတွေ့ခဲ့တဲ့ကျွန်တော်တို့ရဲ့ဦးဆရာဆရာမတွေကိုကတော့ဝင်ရတော့ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်နောက်ပြီးတော့တကယ်ချင်းတွေကျွန်တော်တို့နဲ့ကျောင်းနေပဲမဟုတ်တော့လေကျောင်းထဲမှာဒီကြီးရရတဲ့ဒီလိုမျိုးဒီလိုရှင်လေးကျွန်တော်တို့ဒီလိုမျိုးရမိပါတယ်ခင်ဗျာဆရာမတွေတော့ကျွန်တော်တို့ဝေးဆရာမတွေကတော့လာရတဲ့အတွက်ကျွန်တော်ခီးလေးအကုန်လုံးကြားတင်ပါတယ်ထားပြီးတော့ကျွန်တော်ဟိုတယ်မှာထားလို့ပြီးတော့ဒီမှာတော့ကျွန်တော်ဆရာမတွေကိုတည်င်းဝင်ပြီးတော့ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကျောင်းဒီမှာလာများနေတယ်ကျွန်တော်လည်းအားလုံးဆရာဆရာမတွေနောက်နေတော့ကျွန်တော်လေးနဲ့ဖြစ်သွားပါတယ်ခင်ဗျာဆရာဆရာမကြီးများဒီတန်းကကျမ်းမှာတက်ရှိရရင်ကျွန်တော်တို့တကယ်နားနဲ့ဆက်လက်ဆွေးနွေးရအောင်ဆရာမတွေအဲ့ဒီမှာတော့ဆောင်းဆောင်းမှာဒီဆရာကြီးဆရာမကြီးများကိုပြောပြရဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်ခန္ဓာစာမှာတော့ဆက်လက်ကျင်းပနေစီပူဇော်တဲ့ကျင်းပရေးခွင့်အမှားကြီးတို့ကအဖြစ်အကျဆုံးကိုဆက်စကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ကျောင်းသားတို့ကအမတ်တရပီတိစကားပြောကြားခဲ့ပါတယ်။လောက်ဆောင်ချက်တွေကိုကျွန်တော်ဒီနေ့ပဲကျွန်တော်တက်ပြီးတော့ကျေးဇူးတင်ပါတယ်။အိမ်မှာစိတ်မိုက်ကကျောင်းသားဟောင်းတူကအမတ်တရစကားဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။နောက်နေ့တင်လည်းဒီလိုပဲတွေ့ကြုံတဲ့အတွက်ကျမ်းမာကြိုးစားတော့ပါဦး။အဲ့နောက်မှာတော့မြစ်စရာပူဇော်ဝင်ကျင်းပရေးခွင့်နိုင်ကတူကကျောင်းသားဟောင်းများရဲ့စုပေါင်းအမှုတစ်ခုအနေနဲ့ကျောင်းတက်ခိုင်းထားရှိမှုအခြေအနေများကိုရှင်းလင်းပြသခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့ဗဏ္ဍာရေးအခြေအနေများကိုလည်းတင်ပြခဲ့ပါတယ်။နာမည်ကဒေါ်မိမိကြီးပါ။ဒီမှာစပြီးတာဝန်ထမ်းဆောင်တာ1980ခုနှစ်ကစတင်ဆောင်တယ်။အရင်အပြင်ပါတယ်ကိုတော်လေးကိုအားတမှုတွေတွေ့ရတယ်ဆိုတော့အရင်ကဒီဖြစ်တော့နေရရင်ပါလို့ကိုရလို့ဖတ်ကြမယ်ဆရာမလေးနဲ့တွေ့ရတယ်။ရန်ကုန်တိုင်းကလေးတွေဒီမှာအရန်ကလေးစဆိုင်နေလေဒီချိန်ကိုရန်ကုန်ကနေဒီတိသူတို့တာဝန်ယူပြီးခေါ်လာရင်ပြန်ပြီးတော့လေတာဝန်ယူပြီးပြန်ပို့လိုက်တဲ့အရန်ခံစားရတယ်ရန်ပီတီရန်ဖြစ်ပါတယ်နော်သူတို့အားလုံးကျန်ကျမမနဲ့စိတ်ချမ်းသာကြကိုယ်ကျမ်းမာခြင်းနဲ့လုပ်တဲ့လူများအားလုံးအောင်မြင်ပါစေလို့မိသားစုတွေအားလုံးချစ်ချစ်ခင်ခင်နဲ့စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါဆုတောင်းပေးပါလေကျမကတော့နာမည်ကတော့ဒေါ်မီမီကြီးဖြစ်ပါတယ်လာတော့ဒီစင်ကာပူကနေလာရောက်ပြီးတော့ကြောခန္ဓာပါ1983ခုကနေ1900နဲ့95ခုထိပါတငယ်ချင်းဟောင်းနေနဲ့တွေ့ရတာလည်းအင်တာဝန်တာပါတယ်ကျောင်းသူကျောင်းသားဟောင်းနေနဲ့လည်းတွေ့ရတာအင်တာမှပီတိဖြစ်ပါတယ်နောက်နှစ်ပေါင်းမြောက်များစွာကိုယ်ငဲရတဲ့ဒီဘက်တွေနဲ့ပြန်လဲတွေ့ရတဲ့ပီတိကတော့ဘာနဲ့မှမလဲနိုင်ပါဘူးအင်တာမှပဲဝင်းသားစရာကောင်းပါတယ်လာရကျိုးလဲနှက်ပါတယ်ကလေးတွေကတနေ့တစ်နေ့ထူးခြားအောင်လှုပ်လာတာပို့ပြီးတော့လဲအစီအစဉ်နဲ့ကောင်းမွန်လာတာကိုတွေ့ရတယ်နောက်သူတို့ရဲ့လှုပ်ဆောင်ချက်ကလေးတွေကလည်းအသစ်အစားလေးတွေအမြဲတမ်းပြောင်းလဲပြီးပါဝင်လာတာလေးတွေတွေ့ရတော့ရုပ်ရည်ကိုင်းလေးအတော်ကိုချီးကျူးစရာကောင်းပါတယ်နော်သူများဒီထက်ဘယ်လိုပြောမလဲနီးကနေကြာစပြီးလုတ်ကန်လာတာလေးတွေကလည်းအင်တာမှနှစ်သက်စရာကောင်းပါတယ်ဝမ်းသာ
ပီတိဖြစ်မိပါတယ်တားတွေသမီးတွေလိုချစ်ခင်ရတဲ့တားတွေပဲသမီးတွေဒါတွေကိုဆရာမတို့ကတော့ကျမကြီးအတွက်တော့လောစီဝါရေးအတွက်တော့လောလူမှုရေးအတွက်တော့လောအဆဆရရအမြဲတမ်းအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ် အိမ်နာမှာတော့ကရောကန်ဆရာကြီးဆရာမကြီးများကိုကရောကျူနဲ့ညီညာဖြတ်ဖြတ်ပူဇော်ကရောခဲ့ကြပါတယ်ရှင်ပူဇော်ကရောကြပြီးတဲ့နောက်မှာတော့ကရောကန်ဆရာကြီးဆရာမကြီးများကဆုတောင်းမေတ္တာစကားများပြန်လည်ပြောကြားပေးခဲ့ကြပါတယ်အဲ့နောက်မှာတော့ကရောကန်ဆရာကြီးဆရာမကြီးများအားကရောကန်ပစ္စည်းများနဲ့ပြည့်ရလူရန်ပူဇော်ကြတာအခမ်းအနားကိုအောင်မြင်စွာနဲ့ကျင်းပပြီးစီးခဲ့ပါတယ်ရှင်ကျမတို့တင်ကြားပေးခဲ့တဲ့ဆက်စမာရေးကိုတစုတူရေးနဲ့ပြန်လည်တွေ့ဆုံရတယ်ပြန်လည်ကာရောပြုရတဲ့အတွက်ကြောင့်လေအရင်မဲ့ကြည်နူးပီတိဖြစ်မိပါတယ်တို့ပြင်ငယ်ငယ်လေးကအတူနေကြတဲ့တကယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ရတဲ့ကြောင့်လေပျော်ရွှင်မှုအပြည့်ဖြစ်မိပါတယ်တမီးဟုတ်ကဲ့ရှင်ရင်းနှီးတင်မှာလာပြီးဒီနေ့ဒီမှာမလာနေတဲ့ဆက်စမာရေးတွေရောနောက်ကိုယ့်ရဲ့တကယ်ချင်းတွေရောပေါ့နော်နောက်နေ့တင်မှာလေဒီထက်ပိုကောင်းတဲ့အစီအစဉ်လေးကိုပြုပြင်ပြီးဖန်တီးသွားမယ်ဖန်တီးသွားတဲ့အတွက်ကြောင့်လို့လာရောက်ခဲ့ကြပါလို့ငယ်ငယ်ရဲ့ဒီနေရာနေပြီးတော့မှတောင်းဆိုချင်ပါတယ်ဆက်စမာကြီးကိုလည်းနေ့စဉ်တိုင်းလည်းတက်ရှိထင်ရှားနော်ကျမတို့အမြဲတမ်းကြောချင်ပါတယ်ထိတ်တိုင်းလည်းလာစီချင်ပါတယ်မိထွေးမှုနဲ့လည်းဒါတော့ပြုချင်ပါတယ်ဒီလိုပြည်များရှင်မြစ်ဆရာပူဇော်ဝဲဆိုတာတယောက်တနေရာစီရောက်ရှိနေကြတဲ့ကျောင်းသားကျောင်းသူဟောင်းတွေကမိမိတို့ကိုပညာသင်ကြားပေးခဲ့ကြတဲ့ဆရာကြီးဆရာမကြီးတွေကိုတတိယစွာနဲ့ကျေးဇူးဆက်ပူဇော်ကြောကြတဲ့ပွဲကြီးဖြစ်တာကြောင့်ဒီလိုနေ့မျိုးဟာဆရာများရဲ့ပီတိပြုံးနေတဲ့အတူတပည့်တွေရဲ့မေတ္တာပြုံးလေးတွေဖလှယ်ကြတဲ့ជីနူးဝေရာနေ့တွေတနေ့လေးဖြစ်ပါတယ်ဒီစီစဉ်ရဲ့ជីနူးပျော်ရွှင်ပွဲရာမြင်ကွင်းစုံလင်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့လူသားပြည်သူများအားလုံးကိုလည်းကျေးဇူးပြုပဲတင်ရှိပါတယ်အားလုံးပဲစိတ်ရောကိုယ်ပါအေးချမ်းပျော်ရွှင်နိုင်ကြပါစေရှင်